阿拉喂，领导嘛，过得高岗，我那个实习，咱们个实习，那个什么等把年老表嘛批判嘞，我那个实习一段眉毛比比顺咯，咱们个实习一段走溜，那里的钱别他吧没，变咯，咱们个实习一段他们溜，老嘛批判嘞，动嘞不管。ဒီလိုဆူရှီလိုလေးတွေလုတ်တဲ့အချိန်မှာကျွန်တော်ကစိတ်ပါလဲပါလုတ်တာပေါ့တခါတလေကျရင် customer အချောလေးတွေအကိတ်လေးဝင်လာငန်းတာမဟုတ်ပါဘူးတို့တို့ကြည့်ပြီးကျွန်တော်ဘယ်လိုပွဲပြင်ပဲကောင်းမလဲဆိုတဲ့စိတ်ပါမတည့်ရလို့ကြည့်ရင်တော့ဖွင့်ကြောင်းနေပေါ့ဒါမဟုတ်ပါဘူးလုံးဝ no ပါကျွန်တော်ကတဘာဝအလားတရားကိုကြည့်ရှုရုံခံစားရုံလေးပါတာမကိုဆူရှီအော်နာကီဆူရှီလောက်တဲ့အချိန်မှာခပတ်လေးပတ်ပေးရပါတယ်ပြီးရင်ဝချမ်းပြားပေါ်မှာဝါရွက်တင်တယ်ဘာညာတင်တယ်ဒါတော့ဘာချီမှန်းလည်းမသိတယ်ရီယာကီဆော့စ်လို့ခေါ်ပါတယ်ဂျင်းဖက်တင်တယ်ဂျပန်ငရုတ်တီးထောင်းတင်တယ်ပြီးပါပြီပြီးရင်တော့ဆမ်မွန်ထမင်းအတွက်လိုရဲဆက်လေးတွေလှုပ်ပါမယ်ဆလတ်လေးတွေဝါဖို့ခရမ်းချီသေးလေးလိထက်ပြီးရင်တော့ဆက်စလေးနင်းနေပါပါထဲပြီးရင်ဒါတော့အေယာဝတီတိုင်းကလာတဲ့ဖေးသီးပါဖေးသီးကိုနှစ်စိတ်ပဲကျွေးပါတယ်ဈေးကြီးရဲ့မောင်လာဥဖြူအချင်းဖောက်ထားတဲ့ဟာထည့်မယ်ပြီးရင်တော့ဆူရှီထမင်းအပေါ်မှာညီညာလောက်ပြီးရတယ်လွှတ်စာမုံလေးတစ်စုံထည့်မြောင်းပုတ်တဲ့အညွှတ်6လေးတွေထည့်ပြီးရင်တော့ဒါတော့ဆယ်မွန်ဖြတ်တဲ့အချိန်မှာအယိုးတွေပါညာတွေအစီကွေ့ကွကြံတဲ့အပေါ်ကနေချစ်ထုတ်ထားတဲ့အသားစားလေးတွေဖြစ်ပါတယ်ရိုင်းလိုက်တာဟဲ့အားလေးတွေကိုကလော့လောက်ပြီးရတယ်ကျွန်တော်တို့ထမင်းအပေါ်မှာပြန်တိမ်မှာဖြစ်ပါတယ်ညီညာလေးတွေပေါ့ကွယ်ဘာညာအစမဒီလိုညီညာလေးတွေတင်ပေးရတယ်တော့ကျွန်တော်တို့အပေါ်မှာအော်ဘာမာကြီးကုန်းခဲ့တဲ့အော်ဘာလေးတွေကိုတင်ပြီးရင်တော့ကျုပ်အနည်းတင်ပြီးရင်ဂျပန်ရုပ်တီးထောင်းတင်ဂျင်းဖက်တင်ဝါပြီးသားကြက်တုံမိတ်နည်းနည်းပါးပါးတင်ပြီးပါပြီမင်းနဲ့လိပ်စားပုံအရွက်အနှင်းငယ်ထည့်ပေးလိုက်ပါတယ်ဒါတော့မျိုးလို့ရပါပြီကြည့်ရှုပေးတဲ့ဘာညာအပေါင်းဘာညာကြည့်ကြပါစေဝက်ဆက်